ထိုင်းနိုင်ငံဖနွန်စရခန်မြို့နယ်ရှိနောင်နန်တန်ရွာမှာညဘက်အရက်တောက်ပြီးတချင်းဖွင့်ကစုညံနေတဲ့မြန်မာတွေကိုထိုင်းကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတနက်နဲ့ပစ်လို့မြန်မာ3ဦးသေဆုံးသွားခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဇွန်လ29ရက်နေ့ည7:00နာရီခွဲခန့်မှာမြန်မာနိုင်ငံသား20ဦးခန့်ကအုပ်စုဖွဲ့ပြီးအရက်တောက်တာအပြင်တချင်းများအတန်ကျဲကျဲဖွင့်ကစုညံနေလို့ထိုင်းကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်2ဦးကတွားရောက်သတိပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်နှစ်ဖက်အပြန်အလှန်စကားများရန်ဖြစ်ခဲ့ပြီးထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင်2ဦးကတနက်နဲ့ပစ်ခတ်ခဲ့လို့မြန်မာနိုင်ငံသား3ဦးမှာနေရာမှာတွင်ပွဲကျင်းပြီးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရန်ဖြစ်နေချိန်ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင်2ဦးကတော့ပလင်းနဲ့ခေါင်းကိုရိုက်ခံထားရပြီးဓာတ်တန်ရာတွေရထားလို့ဆေးရုံမှာအရေးပေါ်ကုသနေရတယ်လို့သိရပါတယ်။တနက်နဲ့ပစ်ခတ်သူထိုင်းနိုင်ငံသားကတော့မြန်မာနိုင်ငံသားများဟာသူတို့ကိုလာရောက်တားမြစ်တာကိုမကျေနပ်ပဲထိုင်းလုံခြုံရေးအဖွဲ့ဝင်တွေကိုဝိုင်းဝန်းထိုးကျိတ်ပြီးပလင်းနဲ့ခေါင်းကိုရိုက်ခွဲခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဓာတ်ကင်ထားတဲ့မြန်မာ10ဦးကဝိုင်းဝန်းတိုက်ခိုက်လာလို့ခုခံတဲ့အနေနဲ့ပစ်ခတ်ခဲ့တာလို့သူကဝန်ခံပြောဆိုထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဒေသခံထိုင်းရဲတပ်ဖွဲ့ကတေဆုံးသွားတဲ့မြန်မာနိုင်ငံသား3ဦးရဲ့အထောက်အထားများနဲ့အမှုနဲ့ပတ်သက်သူများကိုဆက်လက်စစ်ဆေးနေပြီးဥပဒေအတိုင်းအရေးယူမယ်လို့ဖော်ပြထားပါတယ်။